တမားတော်ဆိုတာလုံးဝမရှိခဲ့ဘူးရွေးတစီဆိုတာလည်းမရှိခဲ့ဘူးနေတိုင်းသူ့ရိုးသားတဲ့ကသွေးတွေကိုဖောက်ထုတ်ပြီးသူ့တက်တန်းကိုစုပ်ယူနေတာကသူအယမ်းကုန်ယူရတဲ့သူ့အတွက်ဂုံထူးဆောင်တခင်မှကြီးနေရလာမယ်လို့မျှော်လင့်ထားတဲ့တားရင်ခောက်ဖြစ်နေတာပဲအမေတားကိုအပြစ်မတင်ပါနဲ့အပြစ်တင်ခြင်းရင်အဲ့ဒီမိစ္ဆာမကိုပဲတင်ပါမင်းသမီးကအယမ်းဖိအားပေးနေလို့ပါဖေရှိုးကအဲ့ဒီအချိန်မှာအမေဖြစ်သူရဲ့အံ့ဩနာကြီးနေတဲ့မျက်လုံးတွေကိုကြည့်ပြီးနောင်တရတဲ့စိတ်နည်းနည်းလေးတောင်မရှိဘူးစန့်ကျင်ဘက်အနေနဲ့အလွန်မားယွင်းနေတဲ့ယုံကြည်ချက်နဲ့အမှန်နေတယ်လို့ပြောလိုက်တယ်အမေတစ်သက်လုံးဖေမိသားစုကုန်တက်ဖို့လိုချင်ခဲ့တာမဟုတ်ဘူးလားတားကအမေဆန္ဒကိုဖြည့်ဆည်းပေးနေတာလေအမေတည်သွားရင်တားခန်းခန်းနာနာတင်ကြုတ်ပေးပါမယ်ဖုန်းကြီးတွေပင်ပြီး49ရက်တိတိတရားစာရုပ်ပေးပါမယ်ရောက်ခမရဲ့လေချောင်းထဲကနေဂလောက်ဆိုတဲ့ထူးဆန်းတဲ့အတန်ကြီးထွက်လာတယ်သူကဒီဘဝရဲ့နောက်ဆုံးကြံတဲ့အားအင်လေးကိုသုံးပြီးအယိုးချောက်ကြီးလိုဖြစ်နေတဲ့အဲ့ဒီလက်နဲ့ဖေရှိုးရဲ့အနီရောင်အရာရှိဝတ်စုံကိုတင်းကျပ်စွာဆွဲဆုပ်လိုက်တယ်သူကပြီးဆုံးတဲ့စကားတခွန်းတောင်ထပ်မပြောနိုင်တော့ဘူးဒါပေမဲ့တေတာတောင်မျက်စိမိတ်နိုင်နဲ့မျက်ဖြူလန်နေတဲ့မျက်လုံးတွေထဲမှာလောကမှာအဆိုးရွားဆုံးနာကြီးမှုတွေပောက်ကွဲထွက်နေတယ်ရောက်ခမကအိမ်မကြီးထဲမှာနောက်ဆုံးထွက်သက်ကိုရှူထုတ်လိုက်တာနဲ့စီးနှင်းတွေကျနေတဲ့မြို့တော်ရဲ့ညကောင်းကင်ရံမှာရုတ်တရက်အလွန်အေးဆက်တဲ့လေပြင်းကြီးတစ်ချက်တိုက်ခတ်သွားတယ်တာမန်မျက်စိနဲ့တောင်မြင်နိုင်လောက်တဲ့အထိပြင်းထန်တဲ့အနက်ရောင်နာကြီးမှုအငွေ့သက်တွေကအေးဆက်တဲ့လေဖြစ်ပြောင်းလဲသွားပြီးတောခတ်ခံထားရတဲ့အိမ်မကြီးရဲ့တကားကြားကနေအတန်ကျဲကြီးနဲ့ထွက်ပေါ်လာတယ်အဆွဲတွေလက်သေးတွေထုတ်ထားတဲ့ငကားနဲ့ကြီးတကောင်လိုပဲမြေရောက်လန်းကနေတဆင့်မြေရောက်ခန်းထဲကရေစီစီကိုတန်းတန်းမတ်မတ်ဝင်လာတယ်ဒိုင်းခနဲ့မြည်တန်တဲ့အတူနာကြီးမှုအငွေ့သက်တွေကရေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားတယ်ချက်ချင်းပဲရေစီထဲမှာပုံပေါ်နေတဲ့အဲ့ဒီပူလဲကဆုပ်ယူလိုက်တယ်ရေစီထဲကသွေးရည်တွေကပွက်ပွက်ဆူနေတယ်လို့ပဲပြင်းပြင်းထန်ထန်လှုပ်ရှားလာတယ်ကျမကရေလေခေါင်းမှာပိတ်မိနေရင်အမေကိုတက်လို့ဖြစ်ပေါ်လာတဲ့ဒီအလွန်မင်းဆိုးရွားတဲ့အငွေ့သက်တွေကိုခံစားနေရတယ်တကူလုံးကသွေးတွေတောင်ပြောင်းပြန်စီးဆင်းနေတယ်လို့ပဲကျမခေါင်းမော်ပြီးမြေရောက်ခန်းရဲ့ဆူဆွနေတဲ့အုံမိုးခုံးကိုကြည့်လိုက်တယ်မူလကအေးဆက်ပြီးခြောက်သွေ့နေတဲ့မျက်လုံးထဲကနေနောက်ဆုံးတော့ဒီအချိန်မှာဒီလောက်ဝက်အတွင်းပထမဆုံးအကြိမ်ရောနောက်ဆုံးအကြိမ်လည်းဖြစ်တဲ့လက်စားချေခြင်းမျက်ရည်တစ်ပေါက်ကျလာတယ်မျက်ရည်ကပွက်ပွက်ဆူနေတဲ့သွေးရည်တွေကိုကျသွားတယ်ရေစီအောက်ခြေကနေထူးဆန်းတဲ့တုန်ခါမှုတစ်ခုထွက်ပေါ်လာတယ်ပြီးတာနဲ့ခိုးလောက်အရွယ်စားရှိပြီးလုံးဝင်းပြီးအပြစ်နာအစာကင်းတဲ့ပူလဲတစ်လုံးကသွေးရည်တွေကနေဖြည်းဖြည်းချင်းရေပေါ်လာတယ်ပူလဲပင်လေဆောင်ပူလဲငါလုံးနိုင်ခဲ့ပြီငါတေးစရာမလိုတော့ဘူးဖေရှိုးကပူလဲရေပေါ်လာတဲ့အဲ့ဒီအချိန်မှာတကူလုံးယူသွားတယ်လို့ပဲသွေးတွေပေးချန်နေတဲ့ရေစီဘေးကိုအတင်းပြေးသွားပြီးအဲ့ဒီပူလဲကိုလက်ထဲဆယ်ယူလိုက်တယ်ဟာဒါရပြီဆိုတော့ငါကမင်းသမီးကျင်ရတော့ပဲငါကတော်ဝင်မျိုးနွယ်ဖြစ်သွားပြီဖေရှိုးကအဲ့ဒီပူလဲကိုလက်နှစ်ဖက်နဲ့ကင်ပြီးမှောင်မင်းနေတဲ့မြေရောက်ခန်းထဲမှာခုန်ပေါက်နေတယ်မူလကချောမောတဲ့အဲ့ဒီမျက်နှာကအခုတော့အယူမှုဝမ်းတာမှုတွေကြောင့်မိစ္ဆာလိုပုံပြတ်နေတယ်သူကကြည့်တောင်မကြည့်တော့ဘူးရွေစီတဲကကျမကိုတစ်ချက်လေးတောင်လှဲ့တောင်မကြည့်ဘူးတောင်းကတိုင်မှာအချီခံထားရပြီးတေလားရှင်လားမသိတဲ့သမီးကိုရောသူကအိမ်မကြီးထဲမှာရှိနေတဲ့ခုလေးတင်သူ့လက်နဲ့ကိုယ်တိုင်သွေးဖောက်တက်လိုက်လို့တေသွားတဲ့မျက်စိတောင်မမိတ်နိုင်တဲ့သူ့မေအိုကြီးကိုတောင်မေ့နေပြီအခန်းထဲမှာအလောင်းချောက်ကြီးလိုလဲနေတာကိုပေါ့သူ့မျက်လုံးထဲမှာသူ့ကိုအာနာအထွတ်ထိပ်ရောက်စေမဲ့အဲ့ဒီပူလဲပဲရှိတော့တယ်လူတွေလာကြဆန်းမြင်းပြင်ထားလိုက်ငါနန်းတော်ထဲဝင်ပြီးမင်းသမီးကိုသွားတွေ့မယ်ဖေရှိုးကအယူတယောက်လိုပဲအဲ့ဒီပူလဲကိုလက်နှစ်ဖက်နဲ့တင်းကျပ်စွာကင်ပြီးမြေရောက်ခန်းရဲ့လေးလံတဲ့တန်တကားကိုတွန်းဖွင့်လိုက်တယ်ကြောက်လေကအတိုင်းရင်းရင်းရိုင်ရိုင်နဲ့အပေါ်ကိုပြေးတက်သွားတယ်မြေရောက်ခန်းကပြန်ပြီးတိတ်ဆိတ်သွားတယ်ကျမကသွေးစီထဲမှာငိမ့်ငိမ့်လေးစိန်နေရင်အေးဆက်တဲ့သွေးရည်တွေကသွေးရောင်မရှိတော့တဲ့ကျမမျက်နှာပေါ်ကိုဖျက်ဆီးသွားတာကိုလွတ်ထားလိုက်တယ်